easy လေးပါခင်ဗျားတို့ကတော့ပျော်ပေါ်ကိုယ့်လည်းမကြသေးတာကိုခင်ဗျားတို့လည်းပဲခင်ဗျားတို့ကတော့ညှိအောင်နေမှာမဟုတ်ဘူးခင်ဗျားတို့ကအဘတွေနဲ့ဆန့်ကျင်ပြီးဘယ်တော့မှရေးမဲ့လူတွေမဟုတ်ဘူးပြောလိုက်ရင်တော့ကျွန်တော်တို့ကတက်မတော်ကိုပြိုခွဲအောင်လုပ်မဲ့ဟာတက်မတော်ပုံရိပ်ကြဆင်းမဲ့ဟာနိုင်ငံတော်ပုံရိပ်ကြဆင်းမဲ့ဟာမျိုးကျွန်တော်တို့မရေးဘူးမပြောဘူးမဆိုဘူးလို့ပြောလိုက်မယ်အဲ့လိုမျိုးကြလားတက်မတော်ပုံရိပ်ကြဆင်းအောင်ဆိုပြီးပုံရိပ်ကောင်းအောင်ပါခင်ဗျားတို့ဘာပြောမှလဲဘုရားကြီးမင်းအောင်လိုက်ဘာပြောလဲအခုမေမြို့သွားတယ်မေမြို့မှာဆယ်ကြီးကြည့်နေတာသူတို့အဲ့ဒါအားရပါရရေးမယ်အကြောင်းနေတက်ရမှာအကြောင်းတက်မှဒါလေးကြလားအကြောင်းကျိုးကြလားအကြောင်းလာမှာဒီပေါ်ရှင်မှာကျိုးဆိုပါခင်ဗျဒီစနေအဆိုရင်မြန်မာနိုင်ငံအတွင်းလိုက်တော့ဖြစ်ပေါ်နေတဲ့နိုင်ငံရေးတိုက်ပွဲတန်းတွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့စီမံကိုပဲဖြစ်ပါတယ်ခင်ဗျစောင့်မျှော်အားပေးကြဖို့တိုက်တွန်းပါတယ်ခင်ဗျအဲ့ဒါဥပဒေနဲ့ညှိရဖန်ခံရမယ်ဒါကိုကြော်မျိုးမင်းဆိုဒီလိုပြောသွားတယ်မှန်တယ်ဒါကျွန်တော်တို့ကလက်ခံတယ်ဒီလိုဖြစ်ရမှာလေအဲ့ဒါသတင်းသမားခေါ်တာအဲ့ဒါမှမီဒီယာဒါကဒီအောင်မင်းဆိုသူမြန်မာဟတ်တော့ပိုင်ရှင်အောင်မင်းဆိုသူသတင်းသမားကြီးအောင်မင်းဆိုသူဒီတကယ်တမ်းပြောရင်တော့မီဒီယာသမားကတော့ဗျာမီဒီယာသမားအယောင်ဆောင်သတင်းသမားပေါ့ဗျာတကယ်တမ်းပြောရင်တော့ဒါကျွန်တော်တို့ကလည်းအဲ့လိုပြောရမှာပေါ့သူကစာရေးတာအဲ့လိုရေးတာကြလားဒီနေ့ဇွန်လ17တွင်ဖော်ပြလာခဲ့သည်တဲ့အဆိုပါတက်မတော်ထောက်ခံသူအဖြစ်ဟန်ဆောင်ထားသူကိုတဲ့ဒါသူရေးတာနော်သူမီဒီယာမှာရေးထားတာအဆိုပါတက်မတော်ထောက်ခံသူအဖြစ်ဟန်ဆောင်ထားသူကိုမူလကရာဇသက်ကြီးဥပဒေပုံမှန်905ကနဲ့ကနဲ့တဲ့စစ်သွေးဥပဒေပုံမှန်66ကကြီးတို့ဖြင့်ဒါအမှုဖွင့်ခဲ့ရမှာနောက်ပိုင်းစစ်ပေါ်ပေါက်ခြင်းများအရာယခုလိုအကြမ်းဖက်မှုတိတ်ဖြစ်ရေးဥပဒေပုံမှန်3ခ15ဖြင့်ပါတဲ့ထပ်တော့အမှုဖွင့်လက်ခဲ့ခြင်းဖြစ်သည်ဟုတဲ့လပခတိုင်းနှင့်နီးစပ်သည့်တရင်အရင်မြစ်ကပြောဆိုကြောင်းရင်းတရင်များတွင်ဖော်ပြထားသည်တဲ့သူကဒါပေါ့ဗျာဒါသူကဒါမျိုးဟိုဖြစ်တယ်ဆိုရင် तू ပျော်တာပေါ့ဗျာသူတို့ကအဲ့လိုဖြစ်စေချင်တာတကယ်တမ်းပြောရင်အမှုတွေရသလောက်ဟိုဖြစ်အဲကြောင့်မို့လဲဘာညွန့်တို့ဘာတို့ကကိုမောင်ပြောတဲ့ဟာတွေဆိုလို့ရှိရင်လည်းပဲသူတို့ကအကုန်လုံးပေါ့ဗျာဒါတွေဟိုဖြစ်ကြတာတက်ခိတ်ကြတာပေါ့တရင်ရောင်းစားနေတာခက်တဲ့ကိုတရင်ရောင်းစားနေတာတို့ဘယ်ကောတရင်ရောင်းပါလဲကျွန်တော်တို့ဒီကလူတွေအကြောင်းကိုကုန်သိတယ်ကြလားကျွန်တော်တို့ကမပြောတာပဲရှိတယ်ကိုချင်းတွေကုန်သိတယ်ဒီလူတွေကအဲ့လိုဗျာကြလားဒါကသူတို့ဖြစ်စေခြင်းတဲ့တိုင်ခုကဖြစ်လာပြီပေါ့ဗျာဖြစ်လာပြီဆိုတော့သူတို့အဲ့လိုမို့ကြလားဖြစ်နိုင်လို့ရှိရင်တစ်သက်လုံးထောင်ချထားခြင်းเนี่ยဘယ်လောက်ချနိုင်မှာမို့လို့တော့နောက်ဆိုးရတက်လာလို့ရှိရင်လာဟိုရာဖြစ်အောင်ပါဗောခင်ဗျားတို့ရဲ့အဘတွေကဘယ်လောက်ထိဖမ်းထားနိုင်မှာလဲခင်ဗျားတို့အဘတွေကနှစ်နှစ်လောက်ပြင်မဖမ်းပါဘူးနှစ်နှစ်သုံးနှစ်ပါပဲခင်ဗျားတို့ကိုဖမ်းလဲနှစ်နှစ်သုံးနှစ်ပြည်ပြန်လွတ်မှာအကြမ်းဖက်သမားတွေကိုတော့ပြန်လွတ်နေတာပဲဗျာတကယ်တမ်းပြောရင်ကျွန်တော်တို့ကအေးဆေးသေးပါကြိုကောင်းဆိုးခွဲခြားသိတာဆိုတာပညာတတ်မှဖြစ်မှာအဲ့ဒါမျိုးကောင်းလို့ချစ်ကလေးတွေခင်ဗျားတို့ရေးမှာဗောအဲ့ဒါကျွန်တော်တို့တော့ပြောတတ်တယ်ကျွန်တော်တို့တော့ तू ပြောမှာမဟုတ်ဘူးလက်တွေ့ဘယ်လောက်လုံနိုင်တယ်လဲလက်တွေ့ကြောင်းတွေဘယ်လောက်ဖွဲ့အောင်လုံနိုင်တယ်လဲဒါကလက်တွေ့ကြတယ်တကယ်ပညာတတ်စေခြင်းတယ်လားပညာတတ်စေခြင်းတယ်လို့ရှိရင် PDF တွေခုဒီလောက်ဟိုတာဖြစ်နေတာတွေကိုဒီလောက်ကြမ်းတမ်းဟိုလုံနေတာတွေကိုရှင်းလေအကုန်သွားရှင်းပြက်သားရှင်းပြီးကြောင်းတွေဖွင့်နေအောင်မြန်လို့အခုကငိမ့်ချမ်းတဲ့နေရာလေးတွေသွားပြီးဒီလိုစကားတွေပြောပြနေတာအဲ့ဒါကသတင်းမှမဟုတ်ခွင်းနေကြလားဆယ်မြောင်းတာတည်းမှာလို့ဖို့သွားဆယ်မြောင်းဝင်ကြီးဌာနလို့ရမယ်ဟာသူနောက်နိုင်ငံမှာလာနောက်နိုင်ငံတွေမှာအဲ့ဒါသတင်းလို့မခေါ်ဘူးဒါသတင်းမဟုတ်ဘူးမာမြတ်မှုတဖျားကြီးသွားဘူးတယ်အဲ့ဒါသတင်းမှမဟုတ်ဘဲနဲ့ဒါတွေကဘာမှဟိုရေးမပါအရာမရောက်ချိန်ဖြုံးနေတဲ့ဟာတွေဒါသူ့တကူရေတကာရချိန်ဖြုံးနေတဲ့ဟာတွေအဲ့ဒါပြင်ဦးလင်သွားပါပြင်ဦးလင်သူနေတိုင်းရောက်နေတာပဲသူတက်မလို့သားဘောကလည်းရောက်တာအခုလည်းရောက်တာနောင်လည်းရောက်အောင်ပါပဲဒါတွေကြလားရေကန်တွေပါတွေဒါအခုမှလောက်ရတာလားဟိုတုန်းကသာဘာလို့မလုပ်တာတော့စတက်ခါစားတယ်ဆိုဘာလို့မလုပ်တာတော့ဒါမျိုးတွေပေါ့ဗျာအများကြီးပဲတကယ်ပညာရေးအားပေးခြင်းနဲ့စိတ်စေတနာတကယ်သာမှန်ကန်တယ်ဆိုရင်တနိုင်ငံလုံးကျောင်းတွေမြန်ဖွင့်နေအောင်လောက်ရမှာပေါ့အခု9နှစ်ကကုန်တော့မှာဘယ်မှာလဲရှိရင်းဆိုသူ2021ကနေပြီးဖွင့်ခဲ့တဲ့ကျောင်းကဒီ2025မှာလည်းပဲဒီတိုင်းပဲတိုးမလာဘူးဟိုကျောင်းတွေဆက်ပြီးဖွင့်နိုင်တဲ့ကျောင်းဆိုတာမရှိဘူးအဲ့ဒီတုန်းက2021မှာဖွင့်ခဲ့တဲ့ကျောင်းကအခုလည်း2025မှာလည်းဖွင့်တယ်2021မှာမဖွင့်နိုင်ခဲ့တဲ့ကျောင်းက2025မှာလည်းမဖွင့်နိုင်ဘူးအဲ့ဒါပညာအဲ့ဒါဘာလဲဘာရလက်တယ်အဲ့ဒါဘာရလက်လဲဒါအထောက်ပြမှာပေါ့သူကလူတွေအလုံးမလုပ်တဲ့လူတွေဟိုအဖြစ်လေစစ်ကိုစစ်နဲ့တူအောင်မတိုက်ဘူးမာရှယ်လောတွေထုတ်ထားတယ်မာရှယ်လောနဲ့တူအောင်မဟုတ်ချုပ်နေကြဘူးဟိုဒီလောကောင်တွေအေးယူဖြုတ်ဖို့ပြောရမှာလေအခုဆိုလို့ရှိရင်ဗကန်ညောင်ဦးတို့ဘာတို့မှဟိုမှာကြလားတကယ်ကိုမြမယဉ်ကျေးမှုနယ်မြေညောင်ဦးမှာအလုံးမလုပ်ဘူးအဲ့လုံးမလုပ်တဲ့
ကြလားစစ်တေတာအမှုအကောင်တွေကိုပြောလေနာမည်တွေထုတ်ခင်ဗျားတို့သတင်းသမားတွေနာမည်တွေထုတ်ပြီးပြောကြလေထုတ်ပြီးပြောကြလေအကုန်တက်မတော်ကြီးတစ်ခုလုံးကိုပုံရိပ်မကြစေချင်ဘူးဆိုတယောက်ချင်းကိုကြလားကိုစော်ဘုံဟင်းလို့နာမည်ခေါ်ပြီးပြောရဲလားခင်ဗျားတို့မပြောရဲဘူးလေခင်ဗျားတို့မပြောရဲဘူးဟောကိုစော်ဘုံဟင်းကကြလားဥမာတော့ကလေးမျိုးမှာဓာကစားဆိုကလေးမျိုးဓာကစားကိုတဲ့ဒီလိုပြောတာအဲ့လိုပြောမှဒီခေတ်ကရတာလေခင်ဗျားတို့ဟာညောင်ဦးနယ်မှာရှိနေကြတဲ့ပုံကိုယ်တွေတာဝန်အလုပ်လုပ်ဖို့လိုတယ်လို့ပြောရင်ညောင်ဦးနယ်မှာရှိနေတာဝန်ရှိသူတွေကဘယ်သူတွေလဲဘယ်သူတွေဆိုတော့ဟာငါပြောတာလဲမဟုတ်သူပြောတာလဲမဟုတ်ဘူးဆိုတော့ဘယ်သူမှအလုံးမလုပ်ဘူးလေဘယ်သူမှအလုံးမလုပ်ဘူးလေအရေးမယူဘူးလေနာမည်နဲ့တဲ့ပြောမှအလုံးလုပ်တာခင်ဗျားတို့ကတက်မတော်ပုံရိပ်ကိုမကြစေချင်ဘူးနိုင်ငံတော်ပုံရိပ်ကိုမကြစေချင်ဘူးဆိုရင်လည်းပဲအစိုးရပုံရိပ်ကိုမကြစေချင်ဘူးဆိုရင်လည်းပဲတူးချင်းအလုံးမလုပ်တဲ့လူတွေကိုပြောလေခင်ဗျားတို့ပြောရတဲ့တတိရှိလို့လားမရှိပါဘူးခင်ဗျားတို့မှာခင်ဗျားတို့ကအလကားအပဘောမနေတဲ့လူတွေတက်မတော်ချစ်တဲ့လူတွေမဟုတ်ဘူးတကယ်တမ်းပြောရင်အပဘောမနေတဲ့လူတွေတကယ်တမ်းပြောရင်အဲ့တယောက်ချင်းမကောင်းတဲ့လူတွေပြောပါလားအဲ့စားအဖမှာလည်းမကောင်းတဲ့ကောင်တွေရှိတယ်ရုပ်ပတ်တဲ့ကောင်တွေရှိတယ်ခင်ဗျားတို့နာမည်လေးထုတ်ပြောကြလေပြောရဲလို့လားခင်ဗျားတို့မှာပြောရဲလို့လားကျွန်တော်တို့ကတော့မသိလို့အမှန်တည်းဝင်ခံတာကျွန်တော်တို့မသိလို့သိရင်ကျွန်တော်တို့ကပြောတယ်မင်းကဟုတ်မှာဗောမင်းကနိုင်ငံခြားမှာနေတာပြောရဲမှာဗောငါတို့ကပြည်တွင်းထဲမှာနေတာအဖငါတို့ကဒီလိုဘောမမှာရမှာဗောဆိုလဲပဲငါတို့ကဘောမရတယ်မှန်တယ်ငါတို့ကလည်းအဖမ်းခံမှာကြောက်ဇော်ဘုံဟင်းလို့ဖမ်းခံမှာကြောက်လို့ဇော်ဘုံဟင်းလို့မပြောရဲဘူးပြောရဲတဲ့လူအားပေးရမှာလေခင်ဗျားတို့အဖမ်းခိုင်းနေတာအဖမ်းခိုင်းနေတာဟန်ချင်းဦးတို့ကြလားကိုကြလားကျွန်တော်ရင်တော့ခင်ဗျားတို့ရဲ့စိတ်စေတနာတွေကိုလေးစားပြီးအားပေးခဲ့တာအခုကတော့ချီးတစ်တောင်ယွင်သေးတယ်ခင်ဗျားတို့ကတကယ်ယွင်စရာကောင်းတဲ့လူတွေပဲတကယ်အောက်တန်းသားတွေကိုမပြောရဲဘူးကိုကမပြောနိုင်ဘူးပြောနိုင်တဲ့အနေအထားမရှိဘူးကိုထောင်ကြမှာကြောက်တယ်ဆိုရင်လည်းပဲဟိုထောင်ကြခံပြီးအခုကိုစော်ပေါင်းရင်းလို့ပြောရဲတတိရှိလို့ကိုက4000လေးစားအောင်ပါကျွန်တော်တို့ကသူရဲကောင်းကျွန်တော်တို့တက်သူရဲကောင်းပဲဒါတိုင်းပြည်မှာအဲ့လိုပြောတဲ့လူလိုတယ်တက်မတော်ထဲမှာအဲ့လိုအလုံးမလုံးတဲ့ကောင်တွေခြားစားတဲ့ကောင်တွေပြောရမှာအခုဆိုလို့ရှိရင်ကချင်ပြည်နယ်မှာခြားအဲ့လိုပြောဒါဆိုရင်ဒါကျွန်တော်တို့ကိုကျော်မျိုးမင်းတို့ပြောတာဟာဒါအကျိုးသက်ရောက်မှုရှိလာတယ်ကိုကျော်မျိုးမင်းတို့ပြောတယ်ဆိုကိုကျော်မျိုးမင်းတို့ဆိုအဲ့လိုပြောတာဒီမှာကြလားဒီလိုဟိုကြောက်စိမ့်တွင်းနေမှာလှုပ်ရှားခွင့်ပေးထားတာဘာလဲတက်မတော်နေပေါင်းစားနေကြတာလားခက်စစ်ပေါင်းစားနေကြတာလားပြောရမှာခင်ဗျားတို့အဲ့လိုပြောလေသတင်းသမားဆိုရင်အဲ့လိုပြောလေခင်ဗျားတို့ကတိုင်းပြည်အတွက်ဆိုရင်ပြောလေဒါတိုင်းပြည်အတွက်ပြောတာပဲကိုကျော်မျိုးမင်းတို့ပြောတာဆိုတာတိုင်းပြည်အတွက်အဲ့လိုပြောလေအမဝါကိုဘာကြောင့်လဲဝါတိုက်ရမှာဝါတိုက်ဖို့ပြောလေဝါကိုတိုက်ဖို့ပြောရမှာဝါဒေတာမှာအခုမြေရှားတပ်ထုတွေတူးဖော်နေတယ်အဲ့တူးဖော်နေတဲ့နေရာတွေကိုဘုံချဖို့ပြောရမှာဘုံမချရင်မချရဲတဲ့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုစောက်ပစ်တွေပြောရမှာတကယ်တမ်းပြောရင်တော့အခုကတော့ကြလားမိုးလိုလီလိုနဲ့တကယ်တမ်းပြောရင်တော့အခုကတော့ဘာမှဟိုလဲမဟုတ်ဒီလဲမဟုတ်ဟိုသွားဒီသွားနဲ့ချိန်ကုန်နေတာမေမြို့သွားလိုက်ဟိုသွားလိုက်နေကြလားဟိုနာသွားလိုက်နေတကယ်သွားပါလားတကယ်မငြင်းချမ်းတဲ့နေရာတွေသွားပါလားသွားပြီးအလုပ်လုပ်ဖို့ပြောပါလားတကယ်တမ်းပြောရင်တော့အခုပလဲမြို့နယ်တို့ဘာလို့ချနေကြိုက်တယ်တွားချအပြတ်ချတကယ်တမ်းပြောရှင်းလို့ရတယ်တကယ်တမ်းပြောဘာရှင်းလို့မရမှာတော့တကယ်တမ်းပြောရင်အောက်ထစ်ဆုံးကြံတဲ့နေရာတွေကိုမရှင်းနိုင်အောင်တောင်းမှအများပြည်သူသွားလာနေတဲ့လမ်းတွေပေါ်မှာဘယ်တပုံမှတက်မလာနိုင်အောင်လောက်ရမှာလေခုကင်းပြင်းနေမှာဟိုစခန်းတွေတိမ့်ခံနေရတယ်တိတ်ပါလားချပါလားတကယ်အဲ့ဒီကြတော့မပြောဘူးထားနောက်ထပ်ဖတ်လိုက်ဦးမယ်ယခုလိုတဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုံမှာ3ခါ15ဖြင့်သာအမှန်တကယ်ထပ်တို့ဖွင့်လှစ်လိုက်သည်ဆိုလင် အဆိုပါတက်မတော်ထောက်ခံသူအဖြစ်ဟန်ဆောင်ထားသူသည်အဆိုပါတက်မတော်ထောက်ခံသူအဖြစ်ဟန်ဆောင်ထားသူသည်ဆိုပြီးရင်အခုလည်းပဲတက်မတော်ထောက်ခံသူအဖြစ်ဟန်ဆောင်ထားတဲ့အောင်မင်းဆိုသူကရေးတာပေါ့ဗျာဒါအကြမ်းဖက်မှုကျူးလွန်ရန်ရည်ရွယ်ချက်ဖြင့်အကြမ်းဖက်အုပ်စုတစ်ခုခုတွင်ဖြစ်စေအကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရာတွင်ဖြစ်စေသူတို့ကပါဝင်စေရန်တိုက်တွန်းခြင်းစီယုံတိမ်သွင်းခြင်းဝါဒဖြန့်ခြင်းစုဆောင်းရန်ပြုလုပ်ခြင်းများဆောင်ရွက်ခဲ့သည်ဟုအတိတ်ပဲတက်ရောက်ကြောင်းရှင်းနေတူကရှင်းပြသည်တဲ့ဒါမှန်ပါတယ်ဒါရှင်းနေတူကရှင်းနေတူကရှင်းပြတယ်မလို့သူတို့လိုချင်တဲ့ခါကျတော့ရှင်းနေတူကပေါ့ဗျာကျွန်တော်တို့ NLD လက်ထက်မှာ NLD ရဲ့ဟိုပြည်ဖြစ်မီဒီယာတွေရဲ့လက်သုံးတခါလာရင်ရှင်းနေကြီးဦးရောဘတ်ဆန်းအောင်တခါလာရင်ရှင်းနေကြီးဦးရောဘတ်ဆန်းအောင်တခါလာရင်ဦးကိုဒီဒါပဲမြန်မာနိုင်ငံမှာအဲ့နှစ်ယောက်ကလွယ်လွယ်ရှင်းနေမရှိတော့ဘူးဟိုရှိသေးတယ်မဲဆောက်မှာလုံစားနေတဲ့ရှင်းနေဟိုရှင်းနေတယောက်ရှိသေးနာမည်တောင်မေ့နေပြီနာမည်တောင်မပြောတာကြာတာနာမည်တောင်မေ့နေပြီဒါပဲဒီ3ယောက်ပဲရောဘတ်ဆန်အောင်ဦးကိုနီနဲ့အဲ့ဒီကဒီမဲဆောက်မှာလုံစားနေတဲ့မြန်မာနိုင်ငံရှင်းနေများကောင်စီက
ဘာလဲမသိပါဘူးထားတော့နာမည်လည်းမေ့နေပြီအဲ့ဒါပေါ့ဗျာအဲ့လူတွေပဲခုလည်းပဲရှင်းနေတူကပြောတယ်တဲ့သူကအကြမ်းဖက်မှုတိတ်ပြေဘူးဗျာကြမ်းဖက်ကိုအကြမ်းဖက်ကိုအားပေးဇော်ဘောင်းလို့လူကအကြမ်းဖက်ကိုအားပေးမလားဗျာမဖြစ်နိုင်တာတွေကြလားဒါကမတရားဆွဆွဲတဲ့ကိစ္စတွေမတရားဆွဲဘလုံးမှမဖြစ်နိုင်ဘူးဘလုံးမှမဖြစ်နိုင်ဘူးဒီကယ်တမ်းပြောရင်တော့အကြမ်းဖက်မှုတိတ်ပြေဥပဒေပုံမှန်3မှာဗာရေးထားတယ်လဲဆိုတော့ဤဥပဒေတွေပါရှိသောအောက်ပါစကဲရများသည်ဖော်ပြပါတဲ့အဓိပ္ပာယ်တက်ရောက်စေရမည်ဆိုပြီးရေးထားတယ်တဲ့ဘာတွေမှလည်းမသိဘူးကြလားပြီးတော့တဲ့ခမာတဲ့ခမာကားတဲ့ကြလားဒီခမာကားတဲ့အကြမ်းဖက်မှုဆိုဒီမှာအကြမ်းဖက်မှုကျူးလွန်ရင်ရည်ရွယ်ချက်ဖြင့်နဲ့အောက်ဖော်ပြပါပြစ်မှုတရားကိုပြုလုပ်မှုနေတဲ့ပြုလုပ်ရန်ပြစ်ကွက်မှုများကိုဆိုဒီလို့ပါတယ်တဲ့ဒါမှန်ပါတယ်ဆိုရင်အောက်ကတွေကိုဖော်ပြလေစစ်ပြီးဖော်ပြလေအဲ့ဒါမျိုးကြတော့ခေါင်းစည်းလေးတွေလေ तू ကဘာဖြစ်တာတခါ15မှာကြတော့အကြမ်းဖက်အုပ်စုတစ်ခုခုတွေဖြစ်စီအကြမ်းဖက်လုပ်ငန်းဆိုလိုတာကတော့ဗျာ तू အကြမ်းဖက်လုပ်ငန်းထဲမှာပါဝင်စီရပါလှုံ့ဆော်တယ်ဝါဒဖြန့်တယ်စီးယုံတယ်ဆိုတဲ့ပုံစံမျိုးနဲ့တကယ်တမ်းပြောရင်တော့ဒါကသူ့ကိုထောင်ချဖို့ရာအတွက်ကို तू ကရေလာမြောင်းပေးလုပ်ပေးတာရေလာမြောင်းပေးလုပ်ပေးတာတကယ်တမ်းပြောရင်တော့ကိုစော်ဘုန်းကြီးလိုတတိရှိတဲ့ပုံကိုယ်တွေပေါ်လာမှာကိုအကြောက်ဆုံးကအဘဘောမတွေနဲ့အဲ့ဒီအဘတွေကအကြောက်ဆုံးပဲမြန်မာနိုင်ငံမှာသူတို့ကိုအဲ့လိုထောက်ပြမဲ့လူတွေပေါ်လာမှာကိုအကြောက်ဆုံးကအဲ့ဒီအဘဘောမတွေနဲ့အဲ့အဘတွေကအကြောက်ဆုံးပဲအဘတွေဆိုတာတက်မတော်ခေါင်းဆောင်တက်မတော်ရဲ့ထိန်မင်းခေါင်းဆောင်တွေအားလုံးကိုဆိုလိုတာမဟုတ်ဘူးကျွန်တော်ကဒီလိုအကျင့်ပစ်ချစားပြီးအလုံးမလို့လာစာကိုထိုင်ယူနေကြတဲ့လူတွေကိုပြောတာကျွန်တော်ကအဘဘောမဆိုတာလည်းအဘတွေကိုအမိပြုပြီးဘဝရက်တည်ရတာအဲ့အဘတွေရဲ့ခြေစလုံးကိုဖဲ့ပြီးဆရာတက်နေဦးဒီနေ့ပြောသွားတဲ့လက်ကလေးထဲမှာကျွန်တော်နားထောင်လိုက်ရတာပေါ့ဗျာသူကဘာပြောသွားတော့ဆိုတော့သူကဖိလို့ရတဲ့လူကိုဖိတယ်တဲ့ဖိလို့ရတဲ့လူကိုသာလင်ဖိတာတဲ့ထောင်းလို့ရတဲ့လူကိုသာထောင်းတာထုလို့ရတဲ့လူကိုသာထုတာထောင်းလို့မရတဲ့လူဖိလို့မရတဲ့လူထုလို့မရတဲ့လူကိုကြတာအဲ့တော့ဘာဖြစ်ဆိုခြေလုံးကိုဖက်တာတဲ့ဟုတ်တယ်တကယ်ဒီမှာဒီမြန်မာဟတ်တော့ရဲ့မြန်မာဟတ်တော့ရဲ့ဘယ်လို editor ကြီးလို့ပြောရမလား editor ဂျုတ်ကြီးလို့ပြောရမလားဗျာအောင်မင်းဆိုသူတို့ပေါ့ဒီလိုလူတွေကတော့ခြေစလုံးကိုဖက်တာသူတို့ကဖက်တဲ့လူတွေသွားဖက်တဲ့လူတွေခြေစလုံးကိုဖက်ပြီးနေတာထုလို့ကမရတာတို့ရင်သူ့ပြန်ထုခံရမှာတကယ်တမ်းပြောနင်းတို့ခံရမှာဆိုတော့အဲ့လိုရေးတာပေါ့ဗျာဒါကျွန်တော်ဘာကြောင့်ပြောရလဲဆိုတော့အချင်းချင်းဇက်တူသားစား